တဲခုခံမသွားပဲဖျားစီတီတဲ့ချင်းတွေးတဲ့ဗီဒီယိုဖိုင်ကြောင့်အခုလိုဝေဖန်ခံနေရတဲ့ဆုံတွေအခုချိန်အင်တာနက်ပေါ်မှာလူပြောများနေတာကချစ်သူဆုံတွေတတွေဟာတိတလွတ်လပ်တဲ့ဟိုတယ်တို့တဲခုခံတို့ကိုမသွားပဲအများပြည်သူလေးမြတ်ထိုင်ရာဖျားသိမ်တော်တွေမှာဝင်ရောက်ချင်းတွေးကြုံသားမကတားမြစ်ဆုံးမတဲ့ဆရာတော်တွေကိုပါရိုင်းရိုင်းဆိုင်ဆိုင်ရှမ်းပြုတ်ခဲ့ကြတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဒီကိစ္စဟာဘာသာရေးကိုစော်ကားရရှောင်းလို့အွန်လိုင်းပေါ်မှာကြီးကျယ်ဝေဖန်ခံနေရတာပါဒီဖြစ်စဉ်ဟာမန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့နယ်ကအင်ဂျင်ကုန်းဖျားသိမ်တော်ထဲမှာဖြစ်ပွားခဲ့တာပါဗုဒ္ဓဘာသာဝင်တွေရဲ့ရှုံချမှုအရသိမ်တော်ဆိုတာဟာတာမန်နေရာတစ်ခုမဟုတ်ပါဘူးတန်ဃာတော်တွေဥပုပ်ပြူတာရဟန်းကံရှင်ပြူတာစတဲ့သာသနာကံကြီးကံငယ်တွေဆောင်ရွက်တဲ့အလွန်ကိုတန့်စင်မြင့်မြတ်တဲ့နေရာဖြစ်ပါတယ်သီလနဲ့ပြည့်စုံတဲ့ရဟန်းတန်ဃာတော်တွေတောင်ဖက်နှက်ချွတ်အယုသေးပြုပြီးမှဝင်ရောက်ရတဲ့နေရာမျိုးပါဒါပေမဲ့ဒီဆုံတွဲကတော့ဖျားကြီးရဲ့လူသူရောက်ပေါက်နေပါပြီတိတ်ဆိတ်တောက်အခွင့်ကောင်းယူကတိမ်တော်ရဲ့နောက်ပေါက်တကောင်ဖြက်စီးဝင်ရောက်ပြီးမလျော်ကန်တဲ့ချစ်ချီနူးမှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်။တီးတန့်တွေးဆုံခြင်းနဲ့ဆိုရင်တဲကိုကန်သမောဟိုတယ်တစ်ခုခုကိုသွားမယ်စာပတ်စံနှမျောပင်ဖျားเจ้าကန်ကိုအခုလိုစော်ကားတာဟာအင်မတန်အောက်တန်းကျတဲ့လုပ်ရလို့ပြည်သူတွေကရှုမြင်ကြပါတယ်။ဒီလိုမလျော်ကန်တဲ့ပြုမှုတွေလုပ်နေချိန်မှာပဲကျောင်းတိုင်ဆရာတော်နဲ့အခြားဆရာတော်တစ်ပါးတို့ကအချိန်မီတွေ့ရှိသွားခဲ့ပါတယ်။ဆရာတော်တွေကသူတို့ရဲ့လုပ်ရဟာဘာသာရေးကိုညှိုးနှွမ်းစေကြောင်းဒီလိုနေရာမျိုးမှာမလုပ်သင့်ကြောင်းဖုန်းနဲ့ဗီဒီယိုမှတ်တမ်းတင်ပြီးဆုံးမဟောပြောခဲ့ပါတယ်။ပုံမှန်လူရင်ချင်းမှုရာဆိုရင်ကိုယ့်လုပ်ရမှားယွင်းနေရာကိုသိလို့ရှင်းရွပြီးတောင်းပန်ရပါဖြစ်ပေမဲ့ဒီစုံတွဲရဲ့တုံ့ပြန်ပုံကတော့တကယ့်ကိုအမခံပါပဲ။သူတို့ဟာအနှဲငယ်များရှင်းရွခြင်းမရှိတဲ့ပြင်တန်ဃာတော်တွေကိုမရှုမသိပြန်လဲအော်ဟစ်ဆဲဆိုပြီးရှမ်းပြူတိုက်ခိုက်ဖို့စ조사ခဲ့ကြပါသေးတယ်။ငါတို့ဘာသာပဲမနေနေဘာကိစ္စလာရှုပ်တာလဲဆိုတဲ့ပုံစံမျိုးနဲ့ဘာသာတရားရဲ့အဆုံးအမကိုလုံးဝကြီးမဆိုင်ပဲရိုင်းဆိုင်စွာတုံ့ပြန်ခဲ့ကြတာပါဒီဖြစ်စဉ်ရဲ့ဆုံးရွားဆုံးပိုင်းကတော့သူတို့ရဲ့ရှက်ကင်းမြတဲ့လုပ်ရက်ကိုဖုံးကွယ်ဖို့စူးစမ်းတဲ့အလေးထားပါပဲဗီဒီယိုမှတ်တမ်းတင်ခံနေရတာကိုသိသွားတဲ့အခါဒီစုံတွဲဟာဆရာတော်တွေကိုပတ်စံထုတ်ပေးပြီးဗီဒီယိုဖြတ်ပေးဖို့နဲ့နှုတ်ပိတ်ဖို့စူးစမ်းခဲ့ကြပါသေးတယ်သာသနာပေါင်းကရှမ်းတန်ဃာတော်တွေကိုငွေကြေးနဲ့လက်ထိုးပြီးနှုတ်ပိတ်ဖို့စူးစမ်းတာကမကောင်းပါဘူးဆရာတော်တွေကအဲ့ဒီငွေကိုလက်မခံမဲ့သူတို့ရဲ့မှားယွင်းပုံကိုဆက်လက်ထောက်ပြတဲ့အခါမှာတော့ဒေါသထွက်လာတဲ့စုံတွဲဟာဆရာတော်တွေရဲ့လက်ထဲကမှတ်တမ်းတင်နေတဲ့ဖုန်းကိုအတင်းလူယူပြီးမြေကြီးပေါ်ကိုရိုက်ခွဲဖျက်ဆီးပစ်တဲ့အထိရန်ငါခဲ့ကြပါတယ်အမောင်အမားမှန်မသိပဲဇွတ်တိုးရန်ငါတဲ့သူတို့ရဲ့လုပ်ရက်တွေကတော့တကယ်ကိုရုပ်ဆိုးလွန်းလာပါတယ်ဒီဖြစ်စဉ်အွန်လိုင်းပေါ်ပြန့်နှံ့သွားတဲ့အခါမှာတော့အင်တာနက်သုံးစွဲသူတွေရဲ့ဝေဖန်မှုကိုရင်ဆိုင်နေရပါတယ်လူတွေကတဲကိုကန်ကမတက်နိုင်ရင်အိမ်မှာပဲနေဖျားเจ้าကန်ကိုလာမစော်ကားနေဆိုပြီးပြောကြတာပါအချိန်ကြီးမှလွတ်လွတ်လပ်လပ်နေခြင်းနဲ့အမတ်တရဖန်တီးခြင်းနဲ့ဆိုရင်တော့မှနေရာမှန်ချိန်မှန်ဖြစ်ဖို့လိုအပ်ပါတယ်တီးတန့်သွားမယ်ဟိုတယ်တဲကိုကန်ကိုမသွားပဲဘာသာရေးအဆောက်အဦတွေကိုအလွဲသုံးစားလုပ်တာဟာလူမှုတိုင်းဝိုင်းမှာအလွန်ကိုရှက်ဖွယ်ကောင်းတဲ့လုပ်ရပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရောတဲကိုကန်မသွားပဲဖျားသိမ်တော်ထဲမှာချင်းတွေ့ခဲ့ုံနာမကနောက်သားတဲ့ဆရာတော်တွေကိုပါဆဲဆူရန်ပြုတ်ပြီးငွေပေးနှုတ်ပိတ်ဖို့စူးစမ်းခဲ့တဲ့ပြင်ဖုန်းပေါ်ပါရှိုက်ခွဲခဲ့တဲ့အဲ့ဒီစုံတွဲရဲ့လုံရက်ပေါ်မှာဘယ်လိုမြင်လဲဆိုတာကို comment မှာပြောပြခဲ့ကြပါ